လက်နဲ့တိုင်ပြိခါတွေနဲ့ပတ်သက်ပြီးဒီစီးပွားရေးဟာနောက်နှစ်ကာလတော်တော်ကြာဒီခွင့်လွှတ်ဒီခံဆက်ဒီခွင့်ပြုပေးထားမဲ့သဘောမျိုးရှိတာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဘိတ်ခုလို့ပြောတယ်။ဆိုတော့အဲ့ဒီတော့ဘိတ်ကိစ္စတော့မူကြီးစိတ်ဝကိစ္စတော့တိုက်ဖြတ်ရမယ်။မြစ်ပြုတ်အောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့ရဲ့စူပြုတ်ချက်တွေထဲမှာသဘောတူညီချက်တွေမှာအားလုံးပါပါတယ်။ကျွန်တော်နည်းနည်းထပ်ပြီးတော့ပြန်ပြောချင်တာဦးစောလာမင်းတို့ပြောတော့ကျွန်တော်ဟုတ်ကဲ့။ကျွန်တော်တို့နိုင်ငံလုံးအပြည့်ခက်ရစေးလုပ်လိုက်လို့ငင်းချမ်းရေးဆွေးနွေးလိုက်လို့ကျွန်တော်တို့နိုင်ငံရေးတောင်းဆောင်မှုချက်ကျွန်တော်တို့အစိုးရကနေပေးတာကိုလက်ခံတောင်းယူပြီးတော့မှစားနေတဲ့နိုင်ငံရေးတောင်းဆောင်မှုဖြစ်ချင်ကျွန်တော်တို့ရဲ့နေမင်းကျွန်တော်တို့ရဲ့ဒေသကျွန်တော်တို့ပြည်သူလူထုနဲ့ထိတွေ့ပြီးတော့မှကျွန်တော်တို့လုံနိုင်ခိုင်နိုင်ပြီးတော့မှနော်ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ရက်တည်အောင်လုံနိုင်တဲ့နီလာများစွာရှိပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီတွေ့ကြောင့်ပဲကျွန်တော်တို့ကအခုတနိုင်ငံလုံးအပိခက်ရစီသဘောတူစာချုပ်နေရမျိုးပါကျွန်တော်တို့အနေနဲ့နိုင်ငံရေးတောင်းစားပုံစံမျိုးနဲ့ပုတ်ပေးတယ်ကြားကာလမှာကျွန်တော်တို့ရဲ့လုတ်ပိုင်ခွင့်လေးတွေကိုပေးလိုက်ဒီလုတ်ပိုင်ခွင့်တွေကိုလုတ်ချင်းအပြင်စောစောကကျွန်တော်တို့ပြောနေတဲ့စက်တစ်ကိစ္စလိုပါမျိုးနောက်ထပ်မဖြစ်ရအောင်ကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့စီမံပြီးတော့ကျွန်တော်တို့ဟာနဲ့အစိုးရနဲ့ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်လို့ရှိရင်ဒါကျွန်တော်တို့အနေနဲ့မဖြေရှင်းနိုင်တဲ့ပြဿနာပေါ့ပါဘူးလို့ကျွန်တော်အနေနဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကဘယ်နဲ့ပတ်သက်တယ်လို့ကျွန်တော်ဆိုလိုပါဘူးဒါပေမဲ့လက်နက်ကိုင်ပြည်ခါဟာဗမာပြည်ကဘာမှာဒုတိယဘိန်းအထုပ်ဆုံးဆိုတဲ့အချက်နဲ့ဘယ်လောက်ပတ်သက်တဲ့ချက်ပတ်သက်မှုလည်းလည်းမရှိနိုင်ဘူးပြိပခါကြီးရှိနေတော့ဒီကိစ္စတွေကလည်းတိုင်းသားလက်နက်ကိုင်မဟုတ်ဘူးလေငါကုန်တယ်တွေကလည်းပုံမှန်ပြီးတော့ကောင်းတယ်ပုံမှန်လို့ကောင်းတယ်ပြိပခါတွေဖြစ်နေလို့ရှိရင်ဥပဒေစိုးမိုးဥပဒေမစိုးမိုးဘူးဆိုခုနဘိန်းကိစ္စတွေဥပဒေစိုးမိုးတဲ့အလုံးစုပဲဆိုတော့ဘာလို့ရှင်းပြလဲဒီမှာတရားဥပဒေစိုးမိုးမှုဒါလုံးပြီးတော့ပြောလို့မရဘူးကျွန်တော်ကတရားဥပဒေစိုးမိုးမှုရာလုံးကြီးကြောက်သွားကြတယ်ဒါလည်းလက်ပြန်သွားစောက်လို့ဆိုရင်ခုနကပြောတဲ့နေဆွေးနွေးတော့ပြောသွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်အတွေ့အကြုံကျွန်တော်တို့ဒီ2013ခုနှစ်မြန်မာလာတယ်တရားပြည်ဒီဆိုရဖို့ရှိရှိလို့ပါတို့တဲ့ချိန်မှာKMP ဘောလုံးကတရားပြည်ရဲ့လို့ဆိုတဲ့ကိစ္စကိုပြေထောက်ပြီးတော့လည်းထုတ်တယ်ညားလာတယ်ဆိုတော့အဲ့ဒါပြပါမတတ်တော့အရာရှိတွေပြောတာတို့ဆက်ပြီးစနာအဲ့တော့ဘာပြောကြလဲထုတ်တယ်ကြတယ်စဉ်စနစ်အဟောင်းလို့ပါကျွန်တော်တို့ကဟာလားလေဒီရှင်ရောအားလုံးတောင်းထားတယ်အခုကျတော့စနစ်ကနိုင်ငံရေးပြည်သူ့ပြောင်းသွားတော့တိုင်းသားလည်းလည်းကိုယ်ပြီးတော့တစ်ခါကျရက်တာတော့သူတို့ပေးထားတယ်ဒီကြားပြည်တယ်ဆိုတော့အစားပြေပြောတာပေးတဲ့နေ့ကကားလမ်းရဲ့ဒဲညာဘလောက်ကိုပဲဆိုတော့သွားဖို့တော့ပြီးတော့ခါတိုင်းသူတို့လုံနေကြအလုပ်တွေကိုတော့မဟုတ်ဘူးလောကမျိုးနဲ့သူ့ရဲ့တာဝန်ကဒီတိုင်းသားလည်းလည်းကိုယ်ပြီးပြီးပြခါမှဖြစ်စေပြီးမဲနဲ့သူ့တာဝန်ရှိတော့ဓာတ်ကလာမှာဒီဟာပြီးတော့ပတ်ပြီးအဲ့တော့အဲ့ဒီဟာမှာခုတာဝန်ယူရမယ့်အဖွဲ့ကြီးကတက်ပေါ်တော့ဘုရားနေဒီလေးပါဒီရဲတက်ပေါ်ဖြစ်တယ်။အခုမှစပြီးဒီလိုရှင်းရတယ်။အခုမှစပြီးတော့လုပ်ပြီးတော့ဒီဈာကာလလောက်ပြီးတော့ခုနဆိုတဲ့ဝေးလို့မှပြီးတော့ဈာကာလဖြစ်သွားတယ်ရှိတော့ဒါဆိုရင်ကျွန်တော်တို့ကဈာကာလဆိုတော့ဉာဏ်လေးဆိုတော့ချပြီးတော့ဟာလားခုနစွာနေတဲ့အလုပ်တွေအားလုံးဝိုင်းပါတဲ့အလုပ်တွေဆိုတော့ဒီလူလူကိုယ်တိုင်လည်းဒီပါမူစေဝါတော့တိုင်းနဲ့ခေါင်းဆောင်ပြီးရဖို့တိုင်းနဲ့ဒီလူလူတွေကိုယ်တိုင်ရဖို့ဒီပါတော့ဘယ်လိုလုပ်လို့ကိုလိုကိုပါဘူးပါစားရတဲ့ဟာကိုလည်းကျွန်တော်တို့လူတွေတော့ဘယ်လိုလုပ်နိုင်တာလို့ကျွန်တော်အပြီးပြောတယ်ခုနအချက်ကိုထည့်ဆန်းတာဒီဘဝကဖြစ်လာတဲ့ဟာအချက်ပါဟုတ်တယ်နော်ဒီကိုပြောနေတာ